ကိုယ့်ရဲ့အမြင်လေးနဲ့ကိုရလက်ကိုလည်းခံမှန်းပေးပါအောင်ဗျဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ပြန်ပြီးကြည့်ရမယ်ဆိုတော့ပထမအကြော့မှာတော့ကျွန်တော်တို့ထင်ခဲ့တာလက်ရှိအင်တာမီလန်အသင်းရဲ့ဖောင်ရောက်ဘာစီလိုနာနဲ့တိုက်စစ်ရောက်ဘာစီလိုနာကပဲကျွန်တော်ပွဲကိုဆိုးဆိုးမိုးမိုးကစားပြီးတော့ဥဆောင်မှုတွေရမယ်ပြီးနောက်ထပ်ပေါ့နော်ဥဆောင်မှုတွေရပြီးတော့အနည်းဆုံးကျွန်တော်တို့2ဂိုးပြတ်လောက်မဲ့နိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်မယ်လို့ထင်ခဲ့တာဒါပေမဲ့ကျွန်တော်တို့ထင်ခဲ့တဲ့အရာကပွဲစား10မိနစ်မှာအင်တာမီလန်အသင်းမထင်မဲ့ပဲဥဆောင်မှုရလိုက်တာနေစပြီးတော့ဘာစီလိုနာအသင်းနည်းနည်းလေးဂျုံကန်လိုက်ရတယ်ပေါ့အဲ့ဒါအပြင်မှာနောက်ထပ်ပေးခဲ့ရတဲ့တောင်းကန်မှုကနေတဆင့်2-0ဖြစ်သွားတဲ့အချိန်မှာဘာစီလိုနာနဲ့တော်တော်လေးခက်ခဲသွားပြီးထင်ခဲ့ပေမဲ့လည်းပထမပိုင်းမှာနေမှာဘာစီလိုနာပြန်ပြီးတော့အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်ချစ်ပေါကို2ခုပြန်ပြီးသွင်းနိုင်ခဲ့တယ်ဗျအဲ့ဒီအနေထားရောက်ဒါတော်တော်လေးကိုဘာစီလိုနာရဲ့တိုက်စစ်ကအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်ဆိုရမယ်အထူးသဖြင့်အင်တာမီလန်လိုအသင်းအီတလီခံစစ်ကစားပုံမှာကြောင်းမှုရှိတဲ့အသင်းကို2ခုပြန်ပြီးတော့နောက်ကနေလိုက်တွင်းနိုင်တယ်ဆိုတာဘာစီလိုနာရဲ့တိုက်စစ်ကိုလည်းကျွန်တော်တို့တော်တော်လေးကိုချီးကျူးရမယ့်အနေထားဖြစ်တယ်လို့အင်တာမီလန်အသင်းကတခြားအသင်းအနေနဲ့ကစားမယ်ဆိုတော့ဒီလောက်ထိသူတို့ခံစစ်ကအားနည်းချက်ကရှိမှာမဟုတ်ဘူးဗျဒါပေမဲ့လည်းဘာစီလိုနာတစ်ဖက်ကဖြစ်နေတာကြောင့်သူတို့ပြန်ပြီးတော့2ခုပေးလိုက်ရတယ်ဆိုတဲ့အနေထားမှာဒုတိယပိုင်းမှာလည်းဘာစီလိုနာပဲပွဲကိုထိန်းချုပ်ကစားပြီးမယ်လေအင်တာမီလန်ကရရှိခဲ့တဲ့ set speed ဖြစ်တဲ့နောက်ထပ်9ကနေပဲထပ်ပြီးတော့ဥဆောင်ကိုထည့်ရခဲ့တယ်ထည့်ရပြီးမကြခင်မှာဘာစီလိုနာပြန်ပြီးတော့ချီပါကိုသွင်းနိုင်ခဲ့တယ်ဆိုတဲ့အနေထားကတော့ဘာစီလိုနာရဲ့တိုက်စစ်ကတော့တော်တော်လေးကောင်းတယ်ဆိုပေမဲ့လည်းအင်တာမီလန်အသင်းရဲ့ set speed တွေကိုကာကွယ်ရမှာဘာစီလိုနာရဲ့ခံစစ်ကတော့သူတို့ရဲ့ခံစစ်ကစားသမားတွေသူတို့အသင်းရဲ့ကစားသမားတော်တော်များရဲ့ခန္ဓာကိုယ်အရွယ်စားသိမ်းငယ်မှုကနည်းနည်းလေးပြဿနာတွေဖြစ်နေတယ်အဲ့တော့ဒီပွဲစဉ်မှာအဲ့ဒါတွေကိုဘယ်လိုပြန်ပြီးပြင်လာမလဲပေါ့အဲ့တော့အာရိုဂျိုတို့အီနာဂိုမာတီနက်စ်တို့ပြန်ပြီးတော့ဆန်နဘတ်နေရာမှာတွဲသုံးလာမယ်ဆိုရင်တော့ဘယ်ဒီတို့ကပြန်ပြီးပါလာနိုင်မယ်ဆိုရင်တော့နည်းနည်းလေးတော့ဒါခံစစ် set speed မှာပြန်ပြီးတော့ defending လုပ်တာ Robert Lewandowski တို့ကပြန်ပါလာနိုင်တော့ကွန်နာဒီမှာပြန်ပြီးတော့ရှင်းထုတ်နိုင်မှုအတွက်သူတို့မှလည်းကျွန်တော်အရန်မောင်း physical မြင်မာတဲ့ကစားသမားတွေပါလာမှာဆိုတော့နည်းနည်းလေးတော့ပို့ပြီးတော့အဆင်ပြေလာနိုင်မှာရှိတယ်ဒါပေမဲ့လည်းအင်တာမီလန်အသင်းရဲ့လက်ရှိအိမ်ကွင်းမှာရှင်ပြန်ကစားရမယ်ဆိုရင်ဒီထားမှာတော့နည်းနည်းလေးတော့ပြန်ပြီးတော့ကျွန်တော်စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့ပထမအကြောအလိုပဲနှစ်သင်းလုံးရဲ့ကျွန်တော်တိုက်စစ်နဲ့ခံစစ်ကစားပုံထပ်ပြီးတော့မြင်ရမှာဖြစ်ပြီးတော့ဘာစီလိုနာရဲ့တိုက်စစ်ကလည်းပွဲစဉ်တိုင်းမှာကျွန်တော်တို့သွင်းဂိုးတွေရရှိအောင်စွမ်းဆောင်ထားနိုင်လို့ခံစစ်ပိုင်းကလည်းပွဲတိုင်းဒီပါပေးကိုပေးရတယ်ဆိုတဲ့အနေထားကြောင့်ကျွန်တော်ကလည်းအပြန်လည်သွင်းဂိုးလေးထပ်ပြီးမြင်ရမယ့်ပွဲစဉ်တွေဘယ်လိုတော့ထင်မိတယ်မိနစ်90အတွင်းမှာတော့အဖြေပေါ်ဖို့အတွက်ခက်ခဲနိုင်ပြီးတော့မိနစ်90အတွင်းမှာဆိုရင်အခက်မသိရင်တော့ကျွန်တော်တို့တည်ပွဲတစ်ပွဲပေါ့နော်နောက်ထပ်တွေ့ရဖို့ရှိပြီးတော့1122ဆိုတဲ့ရလက်လောက်ဖြစ်သွားနိုင်ပြီးတော့မိနစ်90ပြည့်ပြီးသွားလို့မှအချိန်ပိုကျွန်တော်ပန်နယ်တီထိသွားမယ်ဆိုတော့ကျွန်တော်တို့အဲ့တဲ့ဘာစီလိုနာပိုပြီးကြမ်းနေသက်မိတယ်ဘာဖြစ်လို့ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကဂါဗီတို့ပက်ထရီတို့ပြီးတော့ဒီဂျောင်းတို့ဒန်နီအိုမိုတို့ဖာမင်လာလိုပက်စ်တို့ကတော်တော်လေးကိုကျွန်တော်လုံအောင်လုံးကောင်းပြီးတော့ငယ်ရွယ်တဲ့ကစားသမားတွေဖြစ်တာနဲ့အညီတစ်ဖက်ကအင်တာမီလန်မှာကျတော့အမ်ကီတာရန်တို့လိုပြီးတော့ကျွန်တော်တို့ကန်နိုဂလူတို့လိုဘရယ်လာတို့လိုကစားသမားတွေကကျွန်တော်အသက်အရွယ်ပိုင်းကတော့နည်းနည်းလေးပွဲချင်းကြာလာနေမြကစားကြလာတဲ့အခါကျရင် rotation လုပ်လို့လူစားလဲတဲ့အခါကျရင်တို့အသင်းရဲ့ကွင်းလယ်ဘက်ကဘာစီလိုနာရဲ့ကွင်းလယ်တော့ရှင်းတူနည်းနည်းလေးကိုခက်ခဲတဲ့အနေအထားလေးမှာရှိတယ်ဗျအဲ့တော့မိနစ်90အတွင်းမှာအင်တာမီလန်အနေနဲ့အနိုင်မရရှိခဲ့လို့ဆိုရင်တော့အချိန်ပိုတွေပိုင်းနေဆိုရင်တော့ဘာစီလိုနာပို့ပြီးတော့အားသက်ချက်ရှိမယ်လို့ကျွန်တော်ထင်မိပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်မှာမိနစ်90အတွင်းအဖြေပေါ်ဖို့ခက်ပြီးတော့မိနစ်90အတွင်းရလက်ကိုခံမှန်းမယ်ဆိုရင်တော့တစ်ဖက်ကို2ဂိုးစီဒါမှမဟုတ်2ဂိုးစီဆိုတဲ့တေလောက်ထိရရှိဖို့ရှိပြီးတော့နှစ်သင်းပေါင်း3ဂိုးလဲကျွန်တော်အနည်းဆုံး3ဂိုးလောက်တော့သွင်းနိုင်တဲ့ပွဲစဉ်တွေပွဲလောက်ဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ကို